ဒီနေ့ကတော့မနေ့စောစောပကံညာဦးဈေးထဲမှာအိမ်ပြန်အတွက်ဈေးပတ်ဝယ်ဖြစ်ခဲ့ပါတယ်ဒီဈေးထဲမှာတော့အသည့်အရွက်တွေအညာဒေတာထွက်အစတောက်တွေအစုံရပါတယ်အဲ့လိုနွားစားအဲ့လိုပြေစားပါမမခိုင်းရဘူးဒီဈေးလေးကတော့မနေ့စောစောဆိုရင်အရန်စီတယ်ပေါ့နော်တခြားနယ်ကလာရောက်တဲ့ဈေးတွေရောတော်တော်လေးကိုစီပါတယ်ဈေးပတ်ဝယ်လို့လည်းတော်တော်ကောင်းတယ်ပေါ့နော်ခုလိုမျိုးကားတွေနဲ့လာရောင်းကြတာတွေရောအများကြီးပဲပေါ့နော်လက်လီလက်ကားလာဝယ်တဲ့သူတွေရောတော်တော်လေးကိုစီပါတယ်ဒါလေးကတော့မြန်မာမုတ်လေးတွေပေါ့နော်ဒီလိုမြန်မာမုတ်ရောင်းတဲ့သူတွေလည်းအများကြီးပဲပေါ့နော်ဒီဈေးထဲမှာကတော့ဒီလိုအတိအရွက်တွေကတော့တော်တော်လေးကိုဈေးချိုတယ်ပေါ့နော်အမေကတော့အိမ်အတွက်အတိအရွက်တွေအများကြီးဝယ်သွားပါတယ်ဒါလေးကတော့ခရမ်းသီးတွေပေါ့နော်ဒီခရမ်းသီးကတပိတ်တာကိုမှ2000ပဲတော်တော်လေးကိုဈေးတန်တယ်လို့ပြောရမယ်ပေါ့နော်ဝိတ်တော်2000နော်ဒါ150ဒါ250ဒါပါလေကျဲဦးချောင်းသူကအယောင်မပါတဲ့အဖြူအောင်ပပူတို့ဒီဈေးကိုအဓိကလာဝယ်တာကတော့ဒီကျဲဦးတောက်လေးတွေပေါ့နော်တော်တော်လေးကိုစားလို့ကောင်းတယ်ပြီးတော့ဈေးလက်သက်သာရပေါ့နော်တစ်ချောင်းမှ150 250ပဲပေါ့နော်အခုပပူတို့ဝယ်တဲ့ဒီအချောင်းရှည်ဆိုရင်တော်တော်လေးကိုစားလို့ကောင်းတယ်ကြော်စားလဲကောင်းတယ်ပေါ့နော်ထမင်းပူပူလေးနဲ့ဆိုအရင်ကိုစားလို့ကောင်းပါတယ်ပပူတို့ကတော့အများကြီးဝယ်သွားပါတယ်အဲ့အိမ်ထဲမှာကိုယ့်အဖြတ်ပြီးကြော်လိုက်တော့နော်အကျုပ်တော့နော်အန်ဒီကဝတ်သားမဆောင်ဘူးအဖနဲ့ဆောင်တယ်ဆက်ချောင်းတန်းချောင်းနဲ့ဆောင်ဘလိုစီပူပူရဲ့လေတိုင်းပြကြော်ရင်ကျုံရောမဲဟုတ်တယ်ဒီလည်း20ချောင်းအတီးရွက်တွေဆိုရင်လည်းခုလိုမျိုးပဲပေါ့နော်အစုံပဲပြီးတော့ဈေးကလည်းတော်တော်တက်တာတယ်ပပူအတီးရွက်ဈေးတွေကိုလိုက်မေးကြည့်နေရွာမှာတော့ပြန်ရောင်းချင်အောင်ပေါ့နော်ဘာပဲနေရော10,500 10,500ပဲလေဒီကစိတ်တောက်တစ်ထောင်ပေါ့ဟာဟိုတော့ပဲဒီပေါ့စိတ်သားမှာထောင်ညရဲ့ညညကျလို့ရှိရင်ဒီမှာနောက်ဘုံဘုံလာမှာလဲပါသူ့မိုင်းကိုမင်းတို့ကြောင်းမလားသူ့မိုင်းအဲ့ဒါ9ချက်သားလား9ချက်သားလောက်ရှိလား9ချက်သားဘုံများဟမ်ဈေးဖြူတီးကတပူးမှ900ပဲဈေးတွေအရင်တန်အိမ်ပြန်လဲဆောက်ဟိုအတီးရွက်တွေပဲဝယ်သွားတော့မယ်ပုံးကြီးလိုပါလို့မစားတဲ့ရင်ဘာမဖြစ်နေမယ်ဟောပေါင်းဒီလိုအတိရဝဲသွားတာအကြီးကျယ်စားတတ်တယ်နော်ဟုတ်တယ်ဒါကြတော့ချင်မောင်ဖူးချင်မောင်ဖူးမောင်ကပဲစီမောင်ဖူးကလည်းတစ်ထောင်ဖို့3ဘူးချင်မောင်ဖူးကတစ်ထောင်ဖို့3ဘူးဈေးကတော့အတီးရွက်တွေအရင်စုံတယ်ပေါ့နော်ဆွဲလာရပေါ့တော်တော်လေးကိုစုံတယ်ပြီးတော့ဈေးကလည်းတန်တယ်အိမ်ပြန်လက်ဆောင်အတီးရွက်တွေဝယ်သွားရတော့ခုနေပေါ့နော်ပိုကောင်းတယ်ဒီခုနဝယ်တဲ့ကြက်ဥတောက်တို့ဘာလို့ဆိုရင်ရန်စားကောင်းတယ်ပေါ့နော်ဒါလေးကတော့ဈေးရဲ့အတွင်းဘက်ပေါ့နော်ဒီဘက်ဈေးရဲ့အတွင်းဘက်ကိုတော့ပပူတို့ပလာလာရှာဝယ်တာပဲဖြစ်ပါတယ်ဒီဈေးလေးကတော့အရန်ကိုစုံပြီးတော့တော်တော်လေးကိုပတ်ဝယ်လို့ကောင်းပါတယ်ပပူတို့ပကံကိုရောက်တာဒီအမမေအားပဲအကုန်လိုက်ပို့ပေးတာပေါ့နော်ဒီပကံမှာကိုက e-vibe လို့ချင်တာပဲဖြစ်ဟိုတယ်ဘုတ်ကတင်ချင်တာပဲဖြစ်သူစီမှာစုံစမ်းလို့ရတာပေါ့နော်ဒီမေပကံဆိုတဲ့ page လေးမှာတွားပြီးတော့စုံစမ်းကြည့်လို့ရပါတယ်ပပလာကောင်းတယ်မှာဆက်ဒီဘက်ဈေးရုံထဲမှာတော့ပပူတို့ပပလာလာဝယ်တာပေါ့နော်ဒီမှာပပလာတွေတခြားငါးမုတ်တွေအရင်စုံတယ်ပြီးတော့သူ့ရဲ့ဈေးကလည်းတန်တယ်ပေါ့နော်ဘုတ်ကသမီးဒါကြဒါဟိုနေ့ကသမင်းဆိုင်မှာကြော်လိုက်တဲ့ဟာမျိုးနော်ဟဲ့ဒါအဝတ်သားဒါကဘယ်လောက်3000မှာလို့3500ဘူး3500ဒါ4000ဘူးညာရလေးနဲ့ဒါလေးကကြတော့3500ဘူးအများကြီးပဲအများကြီးပဲကြော်လိုက်ရင်ဟိုအများကြီးပဲဟုတ်တယ်ဒါတွေရောဒီဆိုင်လေးမှာပပူတို့ငါးမုတ်တွေရောပပလာတွေရောအစုံဝယ်ခဲ့ပါတယ်ဒါလေးကတော့အရန်ကိုကြော်စားလို့ကောင်းတယ်ပေါ့နော်အိမ်ပြန်လက်ဆောင်အတွက်လည်းအရန်ကိုပေးလို့ကောင်းပါတယ်
လေးကျက်သွင်းကြော်လေးအတီးထဲအောင်လားဒါကျက်သွင်းကြော်အစ်စ် တက်တော့မောင်းစား ကျက်သွင်းပေါင်းကြော်ဒါကြတော့အချိုးအဆက်ကလေးရောလို့ရတယ်နော် အဲ့ဒီကျိုးကရီတော့တကြိုးကြီးကတော့တိတော်ရတော့ဗျာ ဟိုပါပါ ရီတော့တကြိုးကြီးကတော့ ဟိုကတက်ညက်နဲ့ပဲနေအဲ့ဒါကကောင်းညက်နဲ့လုပ်တာအဲ့ဒါ150ပဲလားအကုန်ကြီး200 ဒါနေရဒါနေရဒါလည်းနေရ မလောက်ပေါင်းနဲ့နေတာထောင်ကောင်းနေ တပူးလားတပူး9000လား ဟုတ်တပီဒီလိုတပူးကြမလောက်တော့တပူး800 2ပူး1500သမီး တပူးယူလိုက်မယ် အဲ့လိုနွားစားအဲ့လိုပြည့်သွားပါမမခိုင်းရဘူးသိလားငါလား အစားပါတင်တယ်ညာဟိခါ ငါတော့ပြလာ မပြေလာစားထပ်ပြီးတော့ကြလားစားထပ်ပြီးတော့ ကဲခုကတော့ဈေးပတ်ဝယ်လို့ပြီးသွားပါပြီလိုချင်တာလေးတွေလည်းအစုံပတ်ဝယ်လို့ပြီးပြီပေါ့နော်ခုကတော့မနေ့ဆိုင်ပြန်စားထားတာပါဒီမနေ့စားတဲ့ဗီဒီယိုလေးကိုတော့ပပူရှေ့မှာတင်ထားပေးပြီးသွားပြီပေါ့နော်ဒီဆိုင်လေးလည်းအရန်ကိုစားလို့ကောင်းပါတယ်ပပူပကံရောက်တာတစ်ခါစားကြည့်ပြီးတော့ပကံရောက်တိုင်းစားချင်နေတာပေါ့နော်တော်တော်လေးကိုစားလို့ကောင်းပါတယ် ဟုတ်တယ်လေ ပပူကတော့ပကံရောက်တိုင်းဒီဆိုင်ကိုလာစားဖြစ်တယ်မနေ့စား သူတို့ဝယ်ကြုတ်တော့ကြော်ထားတာ တော်လို့စားလို့ကောင်းတယ်နောက်တစ်ပွဲထပ်မှာစားလိုက်အောင်မယ်ပေါ့နော်ဗီဒီယိုလေးကိုတော့ဒီမှာပဲရိုက်လိုက်ပါမယ်ပြီးကြရင်တော့အိမ်ပြန်လာတော့မယ်ပေါ့နော်ဒီနေ့မနေ့ဆော့ဆော့အိမ်ပြန်လက်ဆောင်တီးရွေးလေးလာဝယ်ရပါပေါ့နော်ဗီဒီယိုဒီမှာရိုက်လိုက်ပါမယ်ဟုတ်လား